မင်္ဂလာပါဒီခါတော့ဒီဗီဒီယိုဖိုင်မှာကိုကျွန်တော်ဒီကိုယ့်ရဲ့ဒီချစ်သူကောင်မလေးပဲဖြစ်ဖြစ်ကိုယ့်ရဲ့ချစ်သူကောင်လေးပဲဖြစ်ဖြစ်ဒါမှမဟုတ်တငယ်ချင်းတွေပေါ့နော်ခင်မင်တဲ့သူတွေကိုကျွန်တော်တို့ application လေးလက်ဆောင်တစ်ခုဖန်တီးမှာပေါ့နော်အဲ့ဒီ application လက်ဆောင်တစ်ခုဖန်တီးဖို့အတွက်ကျွန်တော်လာပြီးရှင်းပြတာပေါ့နော်အရန်ကိုလွယ်ပါတယ်ဒီနေ့ကကျွန်တော် internet လည်းမလိုပါဘူးဒီမှာကကျွန်တော်ဒီမှာ internet မရှိပါဘူး internet မရှိဘဲနဲ့စိတ်ကြိုက်အသုံးပြုလို့ရပါပေါ့နော်ဒီအရာတွေကိုဘာမှအသုံးပြုလို့ဆိုရင်ကျွန်တော်တို့ဒီ Facebook တို့เนาะဒီ Facebook မှာဥပမာเนาะကျွန်တော် Facebook မှာကိုယ့်ရဲ့တငယ်ချင်းကနေပြီးတော့သူမွေးနေ့မှာကြားရောက်လို့ရှိရင်သူများနေနဲ့မတူအောင်ကိုကဒီ application လေးကိုလက်ဆောင်ပေးတာပေါ့နော်အဲ့ဒီ application မှာတော့တချင်းတွေပါကျွန်တော်ထည့်ပြီးတော့လက်ဆောင်ပေးကြတာပေါ့နော်အဲ့ဒါကိုအားလုံးကျွန်တော်တို့ live လေးလာကြည့်အောင်အရင်ဆုံးကျွန်တော်တို့ဒီ app ကိုကျွန်တော်ဖုန်းထဲမှာ download ဖို့လိုအပ်ပါတယ်အဲ့ဒီ download link ကိုလည်းကျွန်တော်ဒီ video file အောက်မှာကိုထည့်ထားပေးပါပါကျွန်တော် application creator ဆိုတော့ကိုကျွန်တော်တို့နှိပ်လိုက်ပါโอเคဒီလိုပေါ်လာပြီဆိုရင်ကျွန်တော်ရင်ဆုံးဒီမှာဒီလိုပေါ်လာမှာမဟုတ်ဘူးเนาะသူရင်ဆုံးကဒီလိုပေါ်လာမှာပါပြီးတော့သူမေးတာ create a picture apk နောက်တစ်ခုကျတော့ create a gift apk နဲ့နောက်တစ်ခုကျတော့ create a wallpaper apk ပါဒီ create ဆိုကျွန်တော်ဖန်တီးမယ်တဲ့ picture apk တခုကိုကျွန်တော်တို့ဖန်တီးဖို့အတွက်ပေါ့နော်နောက်တစ်ခုကျတော့ကျွန်တော်ဒီပထမတစ်ခုကကျွန်တော် picture တဲ့ကျွန်တော်ဓာတ်ပုံတွေကိုကျွန်တော်ဖန်တီးပါပါเนาะဓာတ်ပုံတွေကိုဖန်တီးမလား application တစ်ခုဖြစ်ဖန်တီးမလားပေါ့နော်နောက်တစ်ခုကျတော့ကျွန်တော်တို့ဒီ gift လက်ဆောင်ပေါ့လက်ဆောင်ပစ္စည်းအဖြစ်ကျွန်တော်တို့ application တစ်ခုဖန်တီးမလားပေါ့နော်နောက်တစ်ခုကျတော့ wallpaper ပေါ့နော်နောက်ဆုံး create wallpaper application wallpaper application ဖန်တီးဖို့เนาะအဲ့ဒီသုံးခုထဲမှာကိုကျွန်တော်ကကျွန်တော်ကလက်ဆောင်ပစ္စည်းဖြစ်ပေးနေတာပေါ့နော်အဲ့ဒီတော့ကိုဘယ်လိုလုပ်တယ်လဲဆိုတော့ကျွန်တော်ဒီကျွန်တော်လုပ်ပြအောင်ပေါ့နော်အားလုံးကျွန်တော်လည်းတူလိုက်ပြီးလုပ်ကြည့်အောင် create a gift application ကျွန်တော်နှိပ်လိုက်ပါပြီးသွားရင်ကျွန်တော်ဒီနေရာမှာဒီလိုပေါ်လာမှာပါတကယ်လို့ကျွန်တော်တို့ကဒီမွေးနေ့လက်ဆောင်ပေါ့နော်ဥပမာကျွန်တော် Facebook မှာကိုကျွန်တော်တို့တငယ်ချင်းတယောက်ကမွေးနေ့လက်ဆောင်ကြားရောက်ပါဆိုပါဆိုဥပမာကိုယ့်ရဲ့ချစ်သူကဒီမွေးနေ့လက်ဒီ Facebook မှာမွေးနေ့ပြည့်နေတယ်ပေါ့နော်သူမွေးနေ့ပြည့်နေဆိုရင်သူများနဲ့မတူအောင်ကျွန်တော်တို့ application လက်ဆောင်ပေးတာပါအဲ့ဒါဘယ်လိုလို့ဆိုရင်ဒီမှာကိုကျွန်တော်တို့ဒီเนาะဒီ birthday ဒီမွေးနေ့ cake ပုံစံလေးကိုရွေးပေါ့နော်တခြားရွေးတဲ့နည်းတွေရှိပါတယ်အခုကကျွန်တော်ဒီထိတ်မှာကို happy birthday ပေါ့နော်ဒါတော့မွေးနေ့လက်ဆောင်အတွက်ဒါတော့ happy birthday ဖန်တီးရနေပါဒီနည်းနဲ့ဆင်တူပေါ့နော်ကျွန်တော်တော့ happy birthday မဟုတ်ပါဘူးကျွန်တော်ဒီပေါ့နော်ကိုချစ်သူကောင်းမလေးကိုဒီ application လေးဖန်တီးပြီးပေးပို့မှာပေါ့နော်အဲ့ဒီလုပ်တဲ့နည်းကိုကျွန်တော်ပြပြတာပေါ့နော်ကျွန်တော်ကောင်းမလေးမရှိပါဘူးကျွန်တော်လည်းပေးပို့မှာမဟုတ်ပါဘူးပေါ့နော်ဒါကနမူနာဖြစ်ကျွန်တော်လုပ်ပြတာပါဒီ app ဒီ app name ဆိုတဲ့နေရာမှာကျွန်တော်နာမည်ထည့်ပါဒီ application နာမည်ပါကိုကဘယ်သူအတွက်ပေးမှလဲဆိုရင်ကျွန်တော်တော့ကောင်းမလေးအတွက်လို့နာမည်ပေးပါနော်โอเคပါဒါတော့ကျွန်တော်ဒီဟာနာမည်ပေးရပါတော့နောက်တစ်ခုကျကျွန်တော်တို့ဒီမှာ slash icon ရွေးရမှာပါကျွန်တော်တို့ဒီ application ရဲ့ icon ပါကျွန်တော်တို့ဒီမှာနှစ်သက်ရတစ်ခုရွေးပါတော့သူပေးထားတာရှိပါတယ်အဲ့ဒါကိုကျွန်တော်ဒီအသေးဖို့ပုံစံလေးကိုကျွန်တော်နှစ်သက်တယ်ဒီမြားလေးတက်ဖြစ်သွားရင်ရပြီပေါ့နော်တဲကြသွားရင်ဒါရွေးပြီးသွားပြီပါပြီးရှင် name ဆိုတော့ကျွန်တော်နှိပ်လိုက်ပါဒီကတော့ကျွန်တော်တို့ဒီ application ကနောက်ခံပေါ့နော်အဲနောက်ခံမှာကိုကျွန်တော်တို့ဘယ်ဟာကိုသုံးမလဲပေါ့နော်ဒါတော့ကျွန်တော် birthday ဒါဒီ Christmas တို့ဘာလို့မအောင်ဒါကိုနှစ်သက်ယူလို့ရပါနော် happy birthday မွေးနေ့ပါဒါမှမဟုတ်ကိုဒီဟာကိုမကြိုက်ဘူးဆိုရင်ကျွန်တော်ဒီအောက်ဆုံးမှာရှိပါတယ် select an image file ပါကိုကဒီမနော်ကိုဘယ်သူအတွက်လုံးမှာဆိုတော့ကိုကကိုယ်ကောင်မလေးအတွက်ဆိုကောင်မလေးတက်ဝင်ယူပေးလိုက်ပါနော်ကျွန်တော်တို့မှာဒီကာတွန်းတွေပဲရှိရပါတော့ကျွန်တော်ကာတွန်းတစ်ခုယူပေးလိုက်ပါမယ်ဒီအဲ့ဒါဘာလဲဆိုရင်ကျွန်တော်ဒီပါပါဒီအောင်နောက်ခံဖြစ်ကျွန်တော်ယူလိုက်တာပေါ့နော်ဒီမှာဖြစ်သွားပြီပေါ့နော်နောက်ခံ okay ဒါကျွန်တော်ရဲ့ဒီ background ပေါ့နော်ဒီ application ရဲ့ background ပါကိုဒီကောင်ပါဖို့အတွက်ကျွန်တော်တို့မှာယူရတာပါတကယ်လို့ဒီမှာဒါတော့ happy birthday ပေါ့နော် happy birthday ဆိုနောက်ခံဒီမှာလုပ်ပြီးပါတကယ်လို့ကိုမကြိုက်ဘူးဆိုရင်ဒီ select image file ထဲမှာကိုယ့်ရဲ့ဒီဓာတ်ပုံတွေကိုသွားယူပေးလို့ရတာပေါ့နော်ပြီးရင်ကျွန်တော် name ဆိုတော့ကျွန်တော်နှိပ်လိုက်ပါokay ဒီလိုပြီးတော့ရင်သူဒီမှာသူမေးတာပေါ့နော်ဒါကကိုကဒီမှာသူအရင်ဆုံးကျွန်တော်ဒီမှာ tip အရင်ဆုံးပြမှာ getting a happy birthday to you ပေါ့နော်ဒါတော့ကျွန်တော်တို့ခုနကပြောတော့ happy birthday အတွက်သူက original ပေးထားပြီးသားပါတကယ်လို့ခုနမွေးနေ့လက်ဆောင်လုပ်ချင်တယ်ဆိုလို့ရှိရင်လည်းဒီမွေးနေ့လက်ဆောင်နေရာမှာဟိုဒီပေါ့နော်သူမွေးနေ့မှာဟိုကျွန်တော်တို့အမတ်တရဖြစ်တဲ့အကြောင်းအရာလေးရေးပေါ့နော်ဟလာဥမာတကယ်မွေးနေ့အတွက်ပေးချင်တယ်ဆိုရင်တော့ဒီကောင်းသောနေ့လေးဖြစ်ပါစေပေါ့နော်ဒီမွေးနေ့မှဒီဘာဖြစ်တဲ့ဒီမှာအကျိုးအကြောင်းတွေအများကြီးရေးလို့ရပါနော်အကန့်အသတ်မရှိဒီမှာအစလုံးအကန့်အသတ်မရှိပါဘူးဒီမှာရေးချင်တာရေးပါကျွန်တော်တို့ဒီမှာကောင်မလေးအတွက်ပေးမယ်ဆိုတော့တခုမှတော့ကိုကကောင်မလေးကိုတကယ်လို့ချစ်ခွင့်ပန်ကျင်တာပေါ့နော်ဥပမာချစ်ခွင့်ပန်ကျင်တယ်ဆိုရင်ကိုဒီမှာရေးကျင်တဲ့စာသားပေါ့နော်သတိရတဲ့အကြောင်းချစ်နေတဲ့အကြောင်းတွေကိုဒီပုံမှာရေးသားလို့ရပါတယ်အဲ့ဒါကိုကျွန်တော်တော့အရှိမရေးပါဘူးပေါ့နော်အနေကျွန်တော်တော့ဒီမှာအများကြီးရေးဖို့အချိန်မရှိပါဘူးနော်ဗီဒီယိုဖိုင်တော့ကျွန်တော်တို့ဒီမှာနည်းနည်းလေးပဲရေးပါအောင်နော်
okay ဒါတော့အများကြီးရေးလို့ရပါတော့ကျွန်တော်နမူနာဖြစ်လုပ်ပြတာပါနောက်တစ်ခုကျကျွန်တော်ဒီမှာသူတချင်းရွေးခိုင်းတာပါနော်တကယ်လို့ကိုကမွေးနေ့လက်ဆောင်ဆိုရင် happy birthday ပေါ့နော်ဂျန်နီဘဲရှိမယ်နော် happy new year ပါနော်တကယ်လို့နှစ်ကူးလို့ရှိရင်လည်းဒီဟာကို application ပြဖန်တီးလို့ရပါတော့တကယ်လို့ကျွန်တော်တို့ကဟိုတချင်းနော်ကိုဖုန်းမှာရှိတဲ့တချင်းလေးကိုဟိုဒါမှမဟုတ်သူ့ကိုနားဆင်စေချင်တယ်ဆိုလို့ရှိရင်လည်းဒီမှာ /mp3 file မှာအဲ့ကောင်ကိုကျွန်တော် click လိုက်ပါပြီးရင်ကျွန်တော်တို့ဒီမှာကိုကျွန်တော်ဒီမှာ rain ဖြတ်ထားတဲ့ software ရှိတာပေါ့နော်တကယ်လို့ဒီမှာကိုကရွေးပြီးပါနော်ဒီ sound ပြချမှာကိုဒီပါပြီးတော့ရင်ကျွန်တော်တို့ဒီမှာကိုဒီမှာဒီကကျွန်တော်ဝဏသချင်းတစ်ပုတ်ကျွန်တော်ရွေးလိုက်ရပါတော့ဒုံးဆိုတော့ကျွန်တော်နှိပ်လိုက်ပါဒါဆိုရင်ကျွန်တော်တချင်းရွေးပြီးသွားပြီပေါ့နော်ပြီးသွားပြီဆိုရင်ဒီမှာကျတော့ကိုကတော့ဒီမှာကိုကောင်မလေးအတွက်ကလုတ်ပြီးမှာကိုလုတ်ပြီးမှဆိုတော့ကျွန်တော်ဒီနေရာကိုရွေးလိုက်ပါတော့တပ်ပုံရွေးမယ်ကျွန်တော် text app photo ပါဒီမှာကိုကျွန်တော်ရွေးပါနော်ဒီမှာ crazy ထဲမှာကိုကျွန်တော်တပ်ပုံတစ်ပုံသွားရွေးပြီးပါဟိုကျွန်တော်နမူနာပြလုပ်ပြတာတစ်ပုံရွေးလိုက်ပါနော် okay ပေါ့နော်ဒါကိုလိုတော့ချိတ်လို့ရပါတော့ကျွန်တော်ဒီလောက်ပဲထားမယ် okayပြီးပြီပေါ့နော်နောက်တစ်ခုကျတော့အဲ့လိုမျိုးပေါ့နော်ဓာတ်ပုံသုံးဖို့ဒီမှာကိုဖုန်းမှာရှိတဲ့ဓာတ်ပုံတွေရွေးချယ်ပြီးလဲပေါ့နော်ကျွန်တော်နမူနာဖြစ်လုပ်ပြတာပါโอเคဒီမှာကိုလိုတော့ချိတ်လို့ရသေးတယ်နော်ဒီမှာကိုကျွန်တော်လိုတော့ချိတ်လို့ရပါတယ်ဒီပေါ့နော်ကိုလိုတော့ကိုချိတ်လို့ရပါတယ်ဘလောက် file size ကိုကျွန်တော်လိုချင်တာလဲဟဲ့ပေါ့နော်ဒီမှာကိုအများကြီးလုပ်လို့ရပါတော့နောက်တစ်ခုလည်းဒီတိုင်းပါဓာတ်ပုံတွေကျွန်တော်ရွေးချယ်ပြီးပေါ့နော်သူနဲ့ကျွန်တော်ကတော့ဒါကိုနှစ်သက်ပုံပေါ့နော်အဲ့ဒီပုံဒီမှာလည်းစာသားတွေရေးလို့ရပါတယ်နော်တခြားနီးတိုင်းလည်းရှိပါတယ်အဲ့ဒီလောက်တဲ့ဒီပေါ့နော်စာတွေရေးပေါ့နော်ဒါမှမဟုတ်ကိုကောင်မလေးကိုချစ်တယ်သူနဲ့အမတ်တရဖြစ်တဲ့ဓာတ်ပုံလေးတွေကိုဒီမှာထည့်ထားပြီးပေါ့နော်ပြီးသွားရင်ကျွန်တော်ဒီမှာသုံးပုံပြအောင်ကျွန်တော်ရွေးလိုက်မှာပေါ့နော်โอเคပါကျွန်တော်သုံးပုံပြည့်သွားပြီဆိုလို့ရှိရင်ဒီမှာကိုကျွန်တော်တရားကြည့်ပါဒီမှာ application သူလောက်ရမယ်ဒီမှာဆိုလို့ရှိရင်ဒီ captain နေရာမှာကျတော့ကျွန်တော်တို့တချင်းပဲဖြစ်ဖြစ်ပေါ့နော်သူ့ကိုတတိယတဲ့အကြောင်းဒါမှမဟုတ်ချစ်ခွင့်ပန်ခြင်းတဲ့အကြောင်းတွေပေါ့နော်ဒီမှာရေးလို့ရတယ်ဒါမှမဟုတ်ရင်သူမွေးနေ့ဆိုလဲသူ့ရဲ့မွေးနေ့တော့မွေးနေ့ဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီမှာမွေးနေ့မှာတချင်းထည့်လို့ရတယ်ဒါမှမဟုတ်ဒီ happy birthday တီးလုံးနဲ့သွားလို့ရတယ်ပေါ့နော်တီးလုံးတွေရှိပါတယ်ဒီ happy new year ပေါ့နော်နှစ်သစ်မှာဆိုလို့ရှိရင်လည်းဒီမှာ happy new year တီးသချင်းနဲ့သွားလို့ရပါပါဒါတော့ကျွန်တော်ကိုယ့်ရဲ့ကောင်မလေးကိုပေါ့နော်ချစ်ခွင့်ပန်ခြင်းနဲ့ဆိုရင်လည်းဒါမျိုးပေါ့နော်ဒီမျိုးလောက်တဲ့နည်းကိုကျွန်တော်နမူနာဖြစ်ပြတာပါဒီနေရာမှာကိုမိမိကြိုင်တဲ့တရားစာသားတွေရေးတောက်ရအောင်နော် okay ပြီးသွားလို့ရှိရင်ကျွန်တော်တို့မှာ finish အကုန်လုံးပြီးစီးသွားပြီဖြစ်တဲ့အတွက်ကျွန်တော်တို့ finish ဆိုတော့နိုင်ပါခဏဆောက်ပြီပေါ့နော်သူ application သူဖန်တီးနေပါနော် create the application ပါဒါဆိုရင်ပြီးသွားပြီလို့သူပြောတာပါနော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ပိတ်လိုက်အောင်ပြီးသွားရင်ကျွန်တော်တို့ဘာမှသွားကြည့်ရမယ်ဆိုရင်ကျွန်တော်တို့ဒီမှာထိတ်မှာကို view ဆိုတော့ကျွန်တော်ကြည့်ပါဒီမှာကျွန်တော်ဖန်တီးထားတဲ့ application ဒီနေ့က view ဆိုတော့ကျွန်တော်နှိပ်ကြည့်အောင်ဒီမှာကျွန်တော်တို့ခုနလုပ်ထားတဲ့ gift apk ပါကျွန်တော်တို့ gift လုပ်တဲ့အတွက်ဒါကျွန်တော်လက်ဆောင် apk ဖန်တီးရတဲ့မှာပေါ်လာပါပြီဒီ file လေးပေါ်လာပြီဒီမှာပါကျွန်တော် install လုပ်ကြည့်အောင် okay ပါ okay ပြီးသွားရင်ကျွန်တော်တို့မှာ download လဲပါနော် open နဲ့ hide လုပ်ရတာပါနော်ပြီးသွားပြီဆိုရင်ကျွန်တော်တို့မှာသွားကြည့်အောင်ပေါ်ပြီးလာပါနော် wallpaper မှာတော့ပြီကျွန်တော်တို့ရဲ့ wall မှာပေါ့နော် okay ဒီမှာသူပေါ်သွားပြီပါနော် sorry ဒီမှာသူပေါ်ပြီပါနော်ကောင်းလေးအတွက် apk ပါကျွန်တော်ဝင်ကြည့်အောင်ကျွန်တော်တချင်းထည့်ထားတာပါနော် okay ပါဒီမှာဟိုတွေ့ပါပါနော်အစကျွန်တော်ပြန်ပြမယ်ဆိုရှင်ဒီမှာစာသားလေးကတော့ထိုးရတွေ့ပါနော်နမူနာဖြင့်ကျွန်တော်ပြန်ပြကြည့်မယ်ဒီမှာပါဒီမှာစာတွေ့လာနော်အဲ့မှာစာသားထိုးတော့ဗောနော်ကျွန်တော်ရေးရနဲလို့ပါဒီမှာကိုစာသားအများကြီးထည့်လို့ရတယ်ဗောနော်အဲ့လိုမျိုးကိုဒီချင်းစာသားပဲဖြစ်ဖြစ်တခြားစာသားတွေထည့်လို့ရတယ်သူကစာနှမ်းထိုးသွားမှာပါဒီအောက်မှာပါဒီရှင်ကိုလိုချဲကောင်ပါလေးလိုအနီးကဲကိုကျွန်တော်လူကြည့်ရှုလို့ရတာဗောနော်ဒီလိုမျိုးလေးကိုနဲ့အမတ်တရားဖြစ်တဲ့ပုံလေးဒီမျိုးဒါဆိုရင်လိုအမတ်တရားလေးပေါ့နော်ဒါ application ဖန်တီးတာပါတခြားဘာမှအခက်ကြီးလည်းမဟုတ်ပါဘူးဒါဆိုရင်အားလုံးပဲအဆင်ပြေမလို့မျှော်လင့်ပါတယ်ဒီဗီဒီယိုဖိုင်ကိုကြည့်ခြင်းအားဖြင့်เนาะအားလုံးပဲအဆင်ပြေကြမယ်လို့မျှော်လင့်ပါတယ်အားလုံးပဲ bye bye